အားလုံးပဲမင်္ဂလာပါခင်ဗျာ Midnight Day အမှန် channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့တီရီနဲ့ဝိဂျာဘုတ်ရဲ့ကျင်းစာဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇလန်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ကဲကျွန်တော်တို့ဇလန်းလေးကိုစလိုက်အောင်ခင်ဗျာဦးထုံးလုံးနဲ့ဒေါ်မြတို့ရဲ့မိသားစုဟာရန်ကုန်မြို့တစ်ကခြံဝင်းကျယ်ကြီးကအိမ်အိုကြီးစီကိုပြောင်းလာခဲ့ကြပါတယ်အင်ကြီးက6ချားဆရာကောင်းအောင်တိတ်ဆိတ်လုံးနေပါတယ်အိမ်ထဲကိုခြေချလိုက်တာနဲ့အေးဆက်ဆက်အထီးတွေတခုကသူတို့ကိုစီးကြုံနေတယ်လို့ပါပဲဦးထုံးကတော့အိမ်ကအကြာကြီးပိတ်ထားလို့ပါဆိုပြီးတော့ဂယုမဆိုင်ခဲ့ပါဘူးအသက်19နှစ်အရွယ်တီရီကတော့ဒီအိမ်ကိုလုံးဝသူမကြိုက်ပါဘူးသူမမှာတငယ်ချင်းလည်းမရှိသလိုအဖော်လည်းမရှိပါဘူးဖခင်ဖြစ်သူဦးထုံးကအရန်စီကံကြည့်ပြီးသူမကိုအပြင်လုံးဝထွက်ခွင့်မပေးတာကြောင့်တီရီဟာအခန်းထဲမှာပဲပိတ်လောင်နေခဲ့ရပါတယ်ဒီအထီးကျန်မှုကပဲသူမကိုမှားရင်းတဲ့လမ်းကြောင်းစီကိုတွန်းပို့လိုက်တာပါတရက်မှာတော့တီရီကသူမရဲ့အတုံးအဆောင်အဟောင်းတွေကြားကဝိဂျာဘုတ်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်ဒါဟာအရင်အိမ်ရှင်တွေထားခဲ့တာလားသူမတငယ်ချင်းကပေးထားခဲ့တာလားမသေးကြပေမဲ့သူမဟာစူးစမ်းကျင်စိမ့်နဲ့အဲ့ဒီဘုတ်ပြားကိုဖုံခါပြီးတော့အခန်းထဲကိုယူလာခဲ့ပါတယ်ည7 နာရီတိတိမှာတီရီကဖျောင်းနိုင်တိုင်ထုံးပြီးဝိဂျာဘုတ်ကိုစတင်ဆော့ပါတယ်ဒီထဲမှာလူတစ်ယောက်ရှိရင်အချက်ပေးပါလို့မေးလိုက်တဲ့အခါမှာအညွန်းလေးကအလျိုးလျောက်ရှိသွားပြီးတော့ yes စီကိုရောက်သွားပါတယ်တီရီရဲ့ရင်ခုန်တန်းတွေခုန်လာခဲ့ပြီမဲ့ကြောက်စိတ်ထက်စိတ်လှုပ်ရှားမှုကပိုနေခဲ့ပါတယ်အဲဒီဝင်းကြီးကသူ့ကိုယ်သူမင်းတန့်လို့မိတ်ဆက်ပါတယ်သူဟာအသက်19နှစ်အရွယ်မှာဆုံးပါသွားတဲ့ကောင်လေးတစ်ယောက်ဆိုပြီးပြောပါတယ်သူကတီရီကိုစာသားတွေရတဲ့ဆင့်ချီကျူးစကားတွေပြောလာပါတယ်နင်ကအရန်လာတာပဲငါနဲ့အမြဲစောင့်ရှောက်မယ်ဆိုတဲ့စကားလုံးတွေကတီရီရဲ့အထီးကျန်မှုကိုကုစားပေးတယ်လို့ဖြစ်နေခဲ့ပါတယ်ရက်တွေကြာလာတာနဲ့အမျှတီရီဟာမင်းတန့်နဲ့နေတိုင်းစကားတွေပြောနေခဲ့ပါတယ်မင်းတန့်ကသူမကိုနင့်ကိုငါရဲ့ရေးစားအဖြစ်လက်ခံမလားလို့မေးလိုက်တဲ့အခါမှာတီရီကမမြင်ရတဲ့ဝိညာဉ်မှန်သိပေမဲ့သူ့အပေါ်တန်ရောစင်တွဲမိသွားပြီးတော့ yes လို့ဖြေခဲ့ပါတယ်ဒါဟာသူမရဲ့ဘဝတွေကိုမိစ္ဆာတကောင်ဝင်လာဖို့တရားဝင်ခွင့်ပြုလိုက်တာပါနင့်ကိုငါမျက်စိနဲ့တက်အပ်မြင်ခြင်းနဲ့ငါ့ကိုထင်ပြပါလို့တီရီကတညမှာတောင်းဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာအခန်းထဲကမီးလုံးတွေကတစ်ဖြက်ဖြက်ဖြစ်ပြီးပေါက်ကွဲသွားပါတယ်ဝိဂျာဘုတ်ဘော်ကအညွှန်းကတော့မလှုပ်တော့ပဲငြိမ်သက်သွားခဲ့ပါပြီအဲ့ဒီညကစပြီးတော့အိမ်ထဲမှာထူးဆန်းတဲ့အတန်တွေစကြားရပါတော့တယ်ညတိုင်းဦးထွန်းထွန်းနဲ့ဒေါ်မြမြတို့ရဲ့အိတ်ခမ်းနေရန်တွေကနေတောက်ဆိုပြီးတော့အတန်တွေထွက်လာပါတယ်ဦးထွန်းထွန်းကတော့ကြွက်တန်ထင်ပြီးတော့လိုက်ရှာပေမဲ့ဘာမှမရှိပါဘူးတညမှာတော့ဒေါ်မြမြရဲ့ကြောပြင်မှာလက်သေးနဲ့ကုတ်ချစ်ထားတဲ့ဒဏ်ရာသုံးခုကိုတွေးလိုက်ရပါတယ်ဒါဟာလူလောက်တာမဟုတ်ဘဲနဲ့တရိษံတစ်ကောင်ကကုတ်ထားတယ်လို့မျိုးပါတရက်မှာတော့ဦးထွန်းထွန်းရေချိုးကန်းထဲဝင်လိုက်တဲ့အခါမှာပိုက်ကောင်းကနေရေအစားသွေးလိုပြစ်ချက်ချွဲအနီရောင်အရေးတွေထွက်လာပါတယ်တအိမ်လုံးမှာလည်းအသားပုံနှံ့တွေကလှိုင်ထနေပါတော့တယ်အရေးမောင်တွေအကုန်ဖွင့်ထားတော့လဲအနံ့ကထွက်မသွားပါဘူးအခြေအနေတွေအဆိုးဆုံးကိုရောက်ရှိလာတဲ့အခါမှာမိသားစုတွေကဧကန်းမှာရှိနေတော့အလေးချိန်ပေါင်200ကျော်ရှိတဲ့အဝိပီတို့ကြီးကလေထဲကိုတပေလောက်မြောက်တက်သွားပြီးမြေပြင်ပေါ်ကိုဝုန်းကနေရန်ကြလာပါတယ်ကလေးဖြစ်သူအောင်ကလည်းသူ့အိယာနာမှာမျက်လုံးနေနဲ့အရိမ်မဲကြီးမျက်ရက်နေတာကိုမြင်ရကြောင်းငိုပြီးတော့ပြောပြလာပါတယ်ကြောက်လန့်သွားတဲ့ဦးထွန်းတို့မိသားစုကဟိုတယ်တစ်ခုကိုအမြန်ပေးပြေးရပါတော့တယ်ဒါပေမဲ့အဲ့ဒီမိစ္ဆာကသူတို့နောက်ကိုလိုက်လာပါတယ်ဟိုတယ်အခန်းမှာလည်းပစ္စည်းတွေလွှင့်စင်ကုန်ပြီးစူညံတန်တွေကြောင့်အခြားဧည့်သည်တွေကတိုင်တန်းကြပါတယ်နောက်ဆုံးမှာတော့ဟိုတယ်မန်နေဂျာကသူတို့ကိုအခန်းကနေပြန်နှင်ထုတ်လိုက်ပါတယ်နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ဦးထွန်းတို့ဟာနန်လောကစစ်စူးသူတွေဖြစ်တဲ့ဦးဘိုဝင်းနဲ့ဒေါ်ဖြူဖြူတို့စုံတွေကိုအကူအညီတောင်းရပါတော့တယ်သူတို့ရောက်လာတဲ့အခါမှာဒေါ်ဖြူဖြူကဒီအိမ်ထဲမှာအမောင်တို့ကလွမ်းနေပြီဒါတမန်ဝင်းကြီးမဟုတ်ဘူးလို့တတိပေးလိုက်ပါတယ်ဦးဘိုဝင်းကတီရီကိုခေါ်ပြီးတော့စစ်ဆေးပြောတဲ့အခါမှာတီရီကငိုပြီးတော့ဝိဂျာဘုတ်အကြောင်းကိုဖွ
ဖွင့်ပြောပါတော့တယ်မင်းနဲ့ဆိုတာတကယ်တော့ကောင်လေးတယောက်မဟုတ်ပဲတီရီကိုလှည့်စားပြီးတော့သူမရဲ့ခန္ဓာကိုတိမ့်ပိုက်ဖို့ကြိုးစားနေတဲ့မိစ္ဆာတကောင်ဖြစ်နေပါတယ်ဥပဝင်းကဘုံတော်ကြီးတစ်ပါးကိုပင်ပြီးမကောင်းဆိုးဝါးနှင်ထုတ်တဲ့အခမ်းအနားကိုစတင်ပါတယ်အဲဒီချိန်မှာပဲအင်ကြီးတစ်လုံးတုံခါလာပြီးတော့တီရီဟာလူတံမဟုတ်တဲ့ဟိန်းတန်ကြီးကိုအော်ဟစ်ပါတော့တယ်သူမရဲ့မျက်လုံးတွေကနီလာပြီးတော့လေထဲကိုမြောက်သွားကနေရံနဲ့အကျဉ်းချင်းရိုက်မိပါတယ်အိမ်ထဲကပစ္စည်းတွေကလည်းသူတို့ကိုပြစ်ပေါက်နေသလိုလွင့်စင်နေပါတယ်နိုင်ပေါင်းများစွာပရိတရားတော်တွေကိုတိုက်ပွဲနာယူပြီးတော့တိုက်ပွဲဝင်ပြီးတဲ့နောက်မှာတော့ဒီရီရဲ့ပါဇက်ကနေအနက်ရောင်အခိုးငွေတွေထွက်သွားပြီးသူမဟာတတိမေသွားပါတယ်အိမ်ထဲမှာရုတ်တရက်ငြိမ်သက်သွားပြီးတော့အနံဆိုးတွေကလည်းပျောက်သွားခဲ့ပါပြီတီရီတတိရလာတဲ့အခါမှာတော့သူမဟာလုံးဝပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီဒါပေမဲ့ဒီဖြစ်ရက်ကပေးခဲ့တဲ့ဒဏ်ရာတွေကတော့သူတို့မိသားစုရဲ့စိတ်ထဲမှာဘယ်တော့မှပျောက်ပြက်မှာမဟုတ်တော့ပါဘူးကဲအခုဆိုရင်ဒီအိမ်ကြီးမှာလူသစ်တွေနေထိုင်နေကြပါပြီဒါပေမဲ့အိမ်ထဲကိုမသိတဲ့ပစ္စည်းတွေယူမလာခင်မမြင်ရတဲ့အရာတွေနဲ့မကစားခင်တေချာစဉ်းစားဖို့လိုပါတယ်ဘာလို့လဲဆိုတော့အချို့တကားတွေကဖွင့်ရတာလွယ်ပေမဲ့ပြန်ပိတ်ဖို့ကြတော့အသက်တွေနဲ့ရင်းရတက်လို့ပါပဲ